မက္ကဆီကိုနိုင်ငံကညနေဆောင်တိုင်းအမြဲတမ်းငိုကြွေးနေတဲ့မိန်းမလာရီယိုယိုနာဒီမကောင်းဆိုးဟာဆိုရင်နိုင်ငံတကာမှာပုံစံမျိုးစုံနဲ့ရှိကြပြီးတော့ပုံမျိုးတွေကတော့တူကြပါတယ်မက္ကဆီကိုရဲ့သမိုင်းမှာတော့ခနာကိုတဝက်ကမိန်းမဖြစ်နေပြီးကျန်တဲ့တဝက်ကမွေဖြစ်နေတဲ့ချီယိုအာကိုတီနဲ့ဆက်ဆက်နေမယ်လို့ပြောကြပါသေးတယ်ပုံမြင်တွေဒန်နာယူတွေထဲမှာတော့တက်ဆိုကိုကန်းတဲ့ဘေးမှာသူမကလေးတွေအတွက်ငိုကြွေးတယ်လို့ဆိုထားပါတယ်ချယ်လီမှာဆိုရင်တော့သူမကိုလက်ဘူးကူလန်လို့ခေါ်တဲ့သားသမီးတွေတည်သွားတာကိုစိတ်ဆွဲလန်းနေပြီးတော့အမြဲတမ်းကိုကြွေးပြီးထာဝရမကျွတ်နိုင်ပဲရှိနေတဲ့တရေလို့ပြောကြပါတယ်။သူမကိုမကြခင်မှာတရားတော်မဲ့သူတွေနဲ့စထမအာယုံရနေတဲ့လူတွေပဲတွေ့နိုင်တယ်လို့ပြောကြပါတယ်။ကိုလံဘီယာမှာတော့တာရူမမလို့ခေါ်တဲ့မကျွတ်မလွတ်ဖြစ်ပြီးကျေးရွာနဲ့တောင်ပေါ်ကရေကန်တဲ့မျက်နှာတွေမှာအနှဲရောင်ဝှေ့ရုံဝတ်ဆင်ထားတဲ့မိန်းမတစ်ယောက်ကညနေဆောင်တွေမှာတည်နေတဲ့ကလေးတွေကိုတည်ပြီးငိုယိုပြီးရှောက်သွားနေတယ်လို့ဆိုပါတယ်။တခြားနိုင်ငံများစွာမှာလည်းလာရီယိုယိုနာကပုံမြင်မျိုးစုံနဲ့ရှိကြပါတယ်။အဲ့ဒီထဲမှာလာရီယိုယိုနာရဲ့လူအများသိထားကြတဲ့ပုံပြင်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း900လောက်တုန်းကမက္ကဆီကိုနိုင်ငံရဲ့ရွာလေးတစ်ရွာမှာအလွန်ကိုချောမွလာပပြီးဆင်းရဲတဲ့မိသားစုကနေမွေးဖွားလာတဲ့မာရီယာဆိုတဲ့ကောင်မလေးတစ်ယောက်ရှိခဲ့ပါတယ်။သူမရဲ့အလားကအဲ့ဒီနယ်လေးမှာနေထိုင်တဲ့ဆင်းရဲတဲ့လူကအစချမ်းသာတဲ့လူအစုံကြိုက်နေတဲ့တာကိုခံရတဲ့အလွန်ချောမွလာပတဲ့ကောင်မလေးတစ်ယောက်ပါ။သူမကဆင်းရဲတဲ့ပတ်ဝန်းကျင်မှာနေထိုင်ပေမဲ့ညနေပိုင်းတွေမှာမက္ကဆီကိုရိုးရာအကားတွေလှုပ်တဲ့အခါမျိုးကြရင်သူမအကြိုက်ဆုံးအဖြူရခေါင်းဝန်းလေးကိုဝတ်ဆင်ပြီးတော့ဆင်နွှဲလေးရှိပါတယ်။ဒီနေ့မှာတော့သူမရွာတဲ့လမ်းလျှောက်ထွက်နေတော့ချမ်းသာပြီးစီးစိမ်တွေပိုင်ဆိုင်တဲ့တရေသားတစ်ယောက်နဲ့တွေ့ပြီးမြင်မြင်ချင်းပဲချစ်မိသွားကြပါတယ်။တရေသားလေးကအချိန်မဆွဲပဲသူမကိုလက်ထပ်ခွေတောင်းမာတော့တယ်။မာရီယာကလည်းဝမ်းသာစွာနဲ့လက်ခံလိုက်ပြီးလက်ထပ်ပေးတဲ့နောက်မှာမာရီယာရဲ့ရွာလေးမှာပဲအိမ်လေးတစ်အိမ်ဆောက်ပြီးတော့နေထိုင်ခဲ့ကြပါတယ်။တဖြည်းဖြည်းနဲ့မာရီယာတို့အမွာဘူးသားလေးနှစ်ယောက်ကိုမွေးဖွားခဲ့ပြီးသူယောက်ျားနဲ့သားလေးတွေကိုလည်းအရန်ကိုဂရုစိုက်ချစ်ရှာခဲ့ပါတယ်။မာရီယာရဲ့ယောက်ျားကခီးကနေပြန်လာတိုင်းသူ့ရဲ့မိန်းမကိုလက်ဆောင်တွေပေးလိုက်အလွမ်းတယ်လိုက်နဲ့ပျော်စရာမိသားစုလေးဖြစ်ခဲ့တာပါအချိန်တွေကြာလာတာနဲ့အမျှသူမယောက်ျားကခီးတွေခဏခဏသွားလာရပြီးတဖြည်းဖြည်းနဲ့အနေလဲဝေးလာပြီးတစ်လမှတစ်ခါလောက်ပဲအိမ်ကိုပြန်လာခဲ့ပါတယ်အရက်တွေလည်းတောက်တက်လာသလိုမိန်းမတွေလည်းတဖြည်းဖြည်းလိုက်စားလာတတ်ပါတယ်မာရီယာဟာကလေးနှစ်ယောက်မွေးပြီးမလှတော့တဲ့အတွက်ကြောင့်မို့လို့သူမကိုတိတ်ပြီးဂရုမစိုက်တော့ပါဘူးဒါပေမဲ့တထေးသားကအိမ်ပြန်ရောက်လာတိုင်းသူ့ရဲ့သားလေးနှစ်ယောက်ကိုတော့ချစ်ပြီးဂရုစိုက်လေးရှိပါတယ်။တနေ့မှာတော့သူခရီးထွက်ရပြီးမာရီယာစီဘယ်တော့မှပြန်မလာခဲ့ပါဘူး။မာရီယာကသူမသားနှစ်ယောက်ကိုသူကိုယ်တိုင်ရှောက်ဖွေပြီးကျွေးမွေးခဲ့ပါတယ်။တနေ့လောက်ကြာပြီးတဲ့နောက်မှာမာရီယာကသူမရဲ့သားနှစ်ယောက်နဲ့မြစ်ကန်နှဘေးမှာညနေခင်းလမ်းလျှောက်ထွက်နေတော့မြင်းလဲစီးလာတဲ့စုံတဲ့တရွဲကိုသူတို့ရှိကဖျက်လျှောက်လာတာတွေ့လိုက်ရပါတယ်။အဲ့ဒီမြင်းလဲပေါ်မှာပါလာတဲ့ယောက်ျားကသူမရင်းနှီးနေတဲ့သူဖြစ်တဲ့သူမရဲ့ယောက်ျားပါပဲနောက်တော့သူမယောက်ျားကလှဲကိုချက်ချင်းရက်လိုက်ပြီးသူ့ရဲ့သားလေးတွေကိုစကားပြောပြီးမာရီယာကိုတော့စကားတခွန်းမှမပြောဘဲနဲ့မြင်းလဲပေါ်တက်ပြီးတော့ထွက်သွားခဲ့ပါတယ်မာရီယာလည်းဒေါသအကြီးအကျယ်ထွက်သွားပြီးလုံးဝကိုစဝေးစဝါဖြစ်နေခဲ့တယ်တခြားမိန်းမတစ်ယောက်ကိုခေါ်လာခဲ့တဲ့အပြင်သူမကိုကြော်ပြီးသူမရဲ့သားတွေကိုပဲကြိုးဆိုင်တဲ့အတွက်ကြောင့်မို့လို့ဒေါသနဲ့တဝင်းတုံမှုတွေကသားနှစ်ယောက်အပေါ်မှာကြောက်ရောက်သွားပြီးဘေးကမြစ်ကန်ထဲကိုသူမသားနှစ်ယောက်ကိုဆွဲခေါ်ပြီးတော့အဲ့ဒီနေရာမှာပဲရင်းနှီးတက်ပစ်လိုက်ပါတယ်မာရီယာဟာအဲ့ဒီအချိန်မှာလုံးဝကိုစိတ်လွတ်နေပြီးတော့အသိစိတ်တောင်မှရှိမနေပါဘူးသူမရဲ့သားနှစ်ယောက်ကအသက်မရှိပဲရေပေါ်လာမှသူမရဲ့အသိစိတ်တွေပြောင်းဝင်လာခဲ့ပါတယ်တချို့ကတော့သူမကအဲ့ဒီတောကားတွေကြောက်ပဲမာရီယာဟာရေကန်နဲ့ထဲခုန်ချပြီးတော့ကိုယ့်ကိုယ်တတ်သိခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့နောက်ထပ်ပြောကြားချက်တွေအရသူမအဲ့လိုသားနှစ်ယောက်ကိုတက်လိုက်မိတာမို့နောင်တတွေနဲ့နေညမပြတ်ငိုယိုရင်းအစာလည်းမစားပဲအဲ့ဒီမြက်ကန်တဲ့ဘေးမှာခေါင်းဝင်အဖြူကိုဝတ်ပြီးတေသွားတဲ့သားနှစ်ယောက်များပြန်လာမလားဆိုပြီးတော့ပတ်ရှာနေတတ်ပါတယ်ဒီလိုနဲ့သူမဟာအစာလည်းမစားမြက်ကန်ဘေးမှာပတ်ရှာနဲ့တဖြည်းဖြည်းအာဟာရပြတ်ပြီးသူမကိုယ်တိုင်လည်းသူမသားနှစ်ယောက်တေသွားတဲ့မြက်ကန်တဲ့ဘေးနားမှာတေဆုံးသွားခဲ့ပါတယ်တေးပြီးမကြခင်မှာသူမရဲ့အနားမယူနိုင်သေးတဲ့ဝိညာဉ်ကမကျွတ်လွတ်ပန်းစန်တာဖဲမြက်ကန်နာရဲ့ညဘက်တွေမှာသူမရဲ့ငိုကြွေးညှဉ်းညူနေတဲ့အတန်တွေကိုကြားရပါတယ်။သူမရဲ့ကလေးတွေကိုငိုယိုပြီးပြက်ရှာနေတဲ့အတန်တွေခေါင်းဝင်အဖြူရောင်နဲ့ပြန်တန်းနေတဲ့ဝင်းကြီးကိုအနီးနားမှာနေတဲ့ရွာသားတွေကမြင်ပြီးကြုံလာရတဲ့အခါမှာတော့သူမကိုလာရူယိုနာငိုယိုနေတဲ့မိမဆိုပြီးတော့နာမည်ပေးလိုက်ကြပါတယ်
နောက်ပိုင်းမှာတော့လူတွေလည်းတဖြည်းဖြည်းကြောက်လာကြပြီးညဘက်မှာပါအပြင်မထွက်ကြတော့ပါဘူးကလေးတွေကိုလည်းညဘက်မှောင်တာနဲ့အပြင်မထွက်ခိုင်းပဲထွက်လို့ရှိရင်လာရိုယူနာလို့ခေါ်တဲ့တရေမကဆွဲသွားလိမ့်မယ်ဆိုပြီးတော့ပြောလေးရှိကြပါတယ်ရှစ်ခေတ်ကစပိန်လူမျိုးတွေကလာရိုယိုနာတရေမတကယ်ရှိတယ်လို့ယုံကြည်ကြပါတယ်အဲ့ဒါကြောင့်ပဲဒီပုံပြင်လေးက200ကျော်လောက်ထိကိုလက်စစ်ကမ်းလာခဲ့တာယခုချိန်ထိပါပဲနော်